သမီးခုနကဘာပြောလိုက်တာလဲမမေ तू ကရုတ်တရက်ကလေးမလေးကတတိမေးသွားခဲ့ပါတယ်သမီးလေးဘာဖြစ်တာလဲမြင်တရားကလာကူကြပါဦးငါကြားရတော့ကလေးမလေးကဆေးရုံခဏခဏတက်နေရတာအမြဲတမ်းဆေးဝါးဒီနဲ့ပဲလုံးပနေရတာအေးငါတို့ဝေးဝေးမှာပဲနေအောင်မတော်လို့တစ်ခုခုဖြစ်သွားရင်ငါတို့တာဝန်ဖြစ်ကုန်မယ်သမီးလေးအသက်ရှူပါဦးသမီးလေးချိုးအခါကောင်းလေးကအနားရောက်လာပြီးရှေးဦးကူတာမှုဖြင့်ကလေးမရဲ့ရင်ဖတ်အားဖြီးပေးလိုက်တဲ့အခါမှာတခင်မလေးအသက်ရှူလာပြီဒီလိုဆိုမြန်ဆေးရုံပို့ကြစို့မရဲ့ကားပင်ပါလေဟိုဘက်မှာပါငါ့ကိုကြီးမဆိုင်ပါနဲ့သမီးကိုအရင်ဆေးရုံပို့ပေးပါဟုတ်ကဲ့မလေးမင်းကဘာကောင်မလို့တခင်မလေးကိုထိရတာလဲဒီမှာအသက်ထက်အရေးကြီးတာဘာမှမရှိဘူးအဲ့ဒါမင်းနားလေလားကျေးဇူးတင်ပါလေနော်မင်းနာမည်ဘယ်လိုခေါ်လဲနတနီလို့ခေါ်ပါလေမဝဲသူ့ကိုယူဆိုင်နေဘူးမလို့ပါဘူးစိတ်ချပါအခုပဲသူ့ကိုအလုပ်ထုတ်ပြလိုက်ပါမယ်ထိုးချင်းနဲ့စီအီကိုမဝဲမကောင်းလေအားမမေ့ပါနဲ့မနှက်ဖြန်ကုမ္ပဏီကိုဆက်ဆက်လာပြီးသူ့ကိုဆက်သွယ်ပါလို့ပြောလိုက်တော့ပါတယ်